ကဲတည်င်းကျော်အကျိုးတည်င်းကျော်လာဇန်8ရက်မနေ့ပြန်မှာကျွေးမဲ့ကြက်အာလူစာတင်ကြော်လော်ချက်ပြုတ်နေတာပါကြက်သားအာလူလေးကတော့ပါဇက်တွေညောင်းမှကြောက်တော့နည်းနည်းပါပါလိမိပါတယ်အာလူတုံးနည်းနည်းလေးတေးမယ်ပေါ့အာလူအချိန်ဘယ်လောက်လို့ဟဲ့အာလူအချိန်9ပိတ်တာကြက်သားအချိန်900ဟော9ပိတ်တာဟိုမှာအကျော်စရာလက်တဲ့ဘူးစုကျူလေးကသူကြော်တာပါဟိုမှာကြော်လားမကြော်လားဆိုသူကြော်တဲ့ဟာသူမြည်ကြည့်တယ်ကောင်းလားရနိုင်ကောင်းတယ်တဲ့အာမခံရတယ်ကောင်းကြောင်းတူးမယ်နော်ကျော်လော်ချက်ပြုတ်ချင်းအစားပါကျော်နေရကျော်လားနောက်တော့ကျော်စရာနောက်တစ်ယောက်ဟိုမှာဟိုကျော်စရာရစားနေရကြီးပဲဟိုမှာအဲဒီကျော်စရာမှာစားနေရကြီးပဲကျော်စရာအကြီးဆုံးမှာကျော်စီမှာဒီနေ့မှစပြီးလာကြော်တာပါဘကနေကြော်ခွပြီးစားတာကိုပြောတာစားတလိုက်ရဲနေပြီရဲလာပြီခတ်မရတော့မယ်ခတ်လိုက်တော့ဒီနည်းနည်းလေးချလိုက်တော့ခတ်လိုက်တော့ဒီဆော်လိုက်ခတ်လိုက်တော့ရပြီရတယ်မနက်ခင်းချက်တော့လည်းနူးသွားမှာအတားတော့ပူလာသွားရဲသွားတယ်ကြောင့်ရဲလာတယ်ဟောရဲလာဘယ်မှာရဲဆိုတော့ပြေကုန်ဟိုဦးချက်သားရဲလာတာပြောတာပါအကျော်စရာကြီးရဲ့အဖေဟိုကျက်သား5ပိတ်တာလို့မဆိုလိုပါဘူးကြည်နေတယ်ဒါနူးလာတယ်မနူးသေးဘူးတဲ့ပြန်ချတယ်ပြီးပြန်ဆဲတယ်နူးကြီးတဲ့အပေါ်ရောင်ရဲနေရပဲရှိတယ်အတွင်းသားမနူးသေးဘူးပေါ့ခင်ဗျာကြက်သားလောက်တော်တော့ပြီ